အားလုံးမင်္ဂလာပါအောင်ရင် channel မှာကြိုဆိုပါရစေကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့စီးကျိတ်ကင်ဆာဝေဒနာရှင်တွေအတွက်ဘယ်လိုအစားအစာတွေကအကျိုးပြုတယ်လဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်သစ်ဖက်နှက်ထဲမှာကြောက်ခဲဝင်နေရင်ကြောက်ခဲကိုပဲအပြစ်တင်မနေပါနဲ့အကြိုက်ခဲပျောက်ဆွေးတွေကိုလည်းတောက်မနေပါနဲ့အဲ့ဒီကြောက်ခဲကိုပဲဖယ်ထုတ်လိုက်ပါဘဝဆိုတာပျော်ပျော်ရွှင်ရွှင်နဲ့အရသာခံဖြတ်သန်းမယ်အရာပါစီးကျိတ်ကင်ဆာလို့သိလိုက်ရတဲ့အချိန်ဟာလူတစ်ယောက်အတွက်ထိတ်လန့်စရာဖြစ်နိုင်ပေမဲ့တစ်ဖက်မှာလည်းဒါကိုယ့်ရဲ့ကျန်းမာရေးကိုအကောင်းဆုံးဖြစ်အောင်ပြောင်းလဲပစ်ဖို့အဖိုးတန်တဲ့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်ဥပမာအားဖြင့်စီးကျိတ်ကင်ဆာအစောပိုင်းအဆင့်ခံစားနေရတဲ့အမျိုးသားတစ်ယောက်ဟာသူ့ရဲ့ယောဂကိုကုသဖို့အတွက်အဓိကကုသမှုတွေအပြင်နေ့စဉ်စားတောက်နေတဲ့အစားတောက်ပုံစံကိုပြောင်းလဲလိုက်ရုံနဲ့တင်ယောဂတိုးတက်မှုကိုနှေးကွေးစေနိုင်တယ်လို့အထွေထွေကျန်းမာရေးကိုလည်းသိသိသာသာတိုးတက်လာစေနိုင်တာကိုသိရှိရပါတယ်ထုခုဆရာဝန်ကြီးတွေရဲ့ဆယ်စုနဲ့၄စုကျော်ကြာသုတေသနပြုချက်တွေအရအပင်အခြေပြုအစားအစာ plant based diet ကိုအလေးထားစားသုံးခြင်းဟာစီးကျိတ်ကင်ဆာအတွက်သေဆုံးနိုင်ခြေကိုလျှော့ချပေးနိုင်ရုံတင်မကပဲအစောပိုင်းအဆင့်ဝေဒနာရှင်တွေမှာယောဂအခြေအနေကိုပြန်လည်ကောင်းမွန်လာအောင်လှုပ်ဆောင်ပေးနိုင်တဲ့အထိဆွမ်းထက်ပါတယ်ကျွန်တော်တို့ရဲ့မိဖို့ကြောင့်ထဲမှာရှိတဲ့ဟင်းသီးဟင်းရွက်တွေဟာတကယ်တော့အစွမ်းထက်တဲ့သဘာဝဆေးတွေပါပဲအထူးသဖြင့်ချက်ပြုတ်ထားတဲ့ခရမ်းညင်သီးထဲမှာပါတဲ့လိုက်ကိုပန်ဓာတ်နဲ့ပန်းခေါ်ပီစိမ်းခေါ်ပီဒုတ်လိုမျိုးဟင်းသီးဟင်းရွက်တွေထဲမှာပါတဲ့ဓာတ်ပေါင်းတွေဟာကင်ဆာဆဲတွေပြန်ဖြစ်နိုင်ခြေကို60%လောက်အထိလျှော့ချပေးနိုင်တဲ့သဘာဝလက်နက်တွေဖြစ်ပါတယ်ဒါကြောင့်စီးကျိတ်ကင်ဆာကိုအစားအစာနဲ့ဘယ်လိုမျိုးအနိုင်ယူပြီးပုံမကောင်းမွန်တဲ့ဘဝတစ်ကိုပြန်လည်တည်ဆောက်မလဲဆိုတာအချက်လက်လေးတွေနဲ့ဆက်လက်လေ့လာကြည့်ရအောင်စီးကျိတ်ကင်ဆာဝေဒနာရှင်အတွက်အစားအသောက်ပြောင်းလဲနေထိုင်ခြင်းဟာယောဂတိုးတက်မှုကိုနှေးကွေးစေုံတင်မကပဲအစောပိုင်းအဆင့်ကင်ဆာဝေဒနာရှင်တွေမှာယောဂအခြေအနေကိုပြန်လည်ကောင်းမွန်လာစေတဲ့အထိအကျိုးကျေးဇူးရှိနိုင်ကြောင်းသုတေသနတွေအရတွေ့ရှိရပါတယ်ဆရာဝန်တယောက်အနေနဲ့စီးကျိတ်ကင်ဆာဝေဒနာရှင်တွေအတွက်အထူးအကျိုးပြုတဲ့အစားအသောက်တွေကိုအောက်ပါတိုင်းအကြံပြုလိုပါတယ်နံပါတ်1အပင်အခြေပြုအစားအစာများအသားနဲ့တိရစ္ဆာန်တို့ပစ္စည်းတွေကိုလျှော့ချပြီးဟင်းသီးဟင်းရွက်သစ်သီးဝလံနဲ့ပဲမျိုးစုံကိုအဓိကထားစားသုံးရပါမယ်အစီနေတဲ့တက်လွတ် vegan အစားအစာတွေဟာယောဂကျွမ်းနေမှုကိုတိတိကျကျလျှော့ချပေးနိုင်တာကိုတွေ့ရှိရပါတယ်နံပါတ်2ချက်ပြုတ်ထားတဲ့ခရမ်းကျင်သီးခရမ်းကျင်သီးမှာလိုက်ကိုပင်လို့ခေါ်တဲ့အစွမ်းထက်ဆန့်ကျင်ဓာတ်တိုးပစ္စည်းတွေပါဝင်ပါတယ်တစ်ပတ်ကိုအနည်းဆုံးခရမ်းကျင်သီး2ကြိမ်စားသုံးပေးခြင်းဟာစီးကျိတ်ကင်ဆာပုံမဆိုးဝါးလာမှုကို20%ထိလျှော့ချပေးနိုင်ပါတယ်အစိမ်းစားတာထက်ချက်ပြုတ်စားတာကလိုက်ကိုပင်ဓာတ်ကိုပုံမရရှိစေပါတယ်နံပါတ်3ပန်းကော်ပီစိမ်းနဲ့ကော်ပီမျိုးနွယ်ဝင်များပန်းကော်ပီစိမ်းကော်ပီဒုတ်ပန်းကော်ပီ cauliflower စတဲ့ဟင်းသီးဟင်းရွက်တွေမှာကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ဓာတ်ပေါင်းတွေ isothiocyanate နဲ့ iodine ပါဝင်ပါတယ်။ဒီနေ့ကိုအနည်းဆုံးတစ်ကြိမ်ခန့်စားသုံးပေးရင်ယောဂပြန်ဖြစ်နိုင်ခြေကို60%နီးပါးအထိလျှော့ချပေးနိုင်ပါတယ်။နံပါတ်4အပင်ထွက်နို့များနို့စိမ်း whole milk ဟာယောဂကိုပိုဆိုးစေနိုင်တာကြောင့်ရှောင်ကျဉ်ရပါမယ်။အဲ့ဒီအစားကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ပဒံဆေးနို့ almond milk ပဲနို့ soy milk နဲ့အုတ်ဂျုံနို့ oat milk တို့ကိုအစားထိုးတောက်သုံးနိုင်ပါတယ်နံပါတ်5ပဲမျိုးစုံနဲ့ပဲပုတ်ထွက်ကုန်များပဲမျိုးစုံနဲ့တိုဖူးလိုမျိုးပဲပုတ်ထွက်ကုန်တွေဟာကျန်းမာရေးနဲ့ညီညွတ်တဲ့အသားဓာတ်ကိုပေးစွမ်းနိုင်ပြီးကင်ဆာဆဲတွေပွားများမှုကိုတားဆီးပေးနိုင်ပါတယ်ရှောင်ကျဉ်ရမယ့်အစားအစာများအသားနီနဲ့ပြုပြင်ထားတဲ့အသားများအသားနီ red meat နဲ့ပြုပြင်ထားတဲ့အသားများဥပမာဝက်ဥကြောင်း ham တွေဟာကင်ဆာဖြစ်နိုင်ခြေနဲ့သေဆုံးနိုင်ခြေကိုမြင့်တက်စေနိုင်တာကြောင့်လုံးဝရှောင်ကျဉ်ဖို့လိုအပ်ပါတယ်နို့စိမ်း whole milk နို့စိမ်းတောက်သုံးခြင်းဟာယောဂတိုးတက်မှုကိုမြန်ဆန်စေနိုင်တာကြောင့်ရှောင်ကျဉ်သင့်ပါတယ်ဒီလိုအစားအသောက်ပြောင်းလဲမှုတွေဟာစီးကျိတ်ကင်ဆာနဲ့ PSA kinetic လို့ခေါ်တဲ့အညွှန်းကိန်းတွေကိုလည်းကောင်းမွန်စေကြောင်းတွေ့ရှိရပါတယ်ဒီလိုနေထိုင်မှုပုံစံပြောင်းလဲတာဟာယောဂကိုနှေးကွေးစေုံတင်မကပဲအစောပိုင်းအဆင့်ကင်ဆာဆိုရင်
ပြန်လည်သက်သာကောင်းမွန်လာတဲ့အထိအစွမ်းထက်နိုင်ပါတယ်အဓိကကတော့ယောဂကိုကြောက်လို့ရှောင်တာမျိုးထက်ကိုယ့်ရဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ကြမ်းကြမ်းမာမာဖြတ်တန်းခြင်းနဲ့စိတ်နဲ့အခုပဲစတင်လိုက်ပါအစအဆုံးကြည့်ရှုအားပေးတဲ့ကျေးဇူးတင်ပါတယ်နောက်လည်းကြည့်ရှုနိုင်ဖို့ subscribe ကိုတစ်ချိန်နှိပ်ပေးထားပါလို့တက်ရပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Happy great day